Hello မင်္ဂလာပါခုဆိုရင်တော့ရှိတကုံစီရောမြကြီးကိုညဘက်မှာဖူးမြော်နေရဖြစ်ပါတယ်ဖျားကြီးကိုအခုမီဒီနဲ့စင်မီနဲ့ပူဇော်ထားတာပေါ့နော်တကယ်ကိုကြည်ညိုစရာကောင်းပါတယ်ရှူပါရောင်းနဲ့တစ်ဖက်ဖက်တောက်နေပေါ့နော်အဲ့တော့ဖျားဖူးတဲ့သူတွေလည်းနိုင်ငံရှင်းနေပါတယ်ညဘက်မှာဖူးမြော်ရတာတကယ်ကိုစိတ်ချမ်းသာစရာကောင်းတဲ့အချိန်ခိုက်တန်နေလည်းဖြစ်ပါတယ်ဘလောက်ပဲစိတ်ပူပဲတောကတွေရောက်နေပါစေဖျားရဲ့မြင်မြင်ပေါ်ကိုရောက်တော့စိတ်တည်အေးချမ်းတယ်ပေါ့နော်ခုဆိုရင်ကြည့်ပါအောင်ရွှေကုံဖျားရဲ့အစင်မီတွေနဲ့တကယ်ကိုတပ်ပဲကြည်ညိုလွန်းလာပါတယ်ဖျားရဲ့ကျေးဇူးတော်ကြီးကြောင့်မေတ္တာတော်ကြီးကြောင့်မြန်မာပြည်နဲ့ကမ္ဘာပြည်လည်းအမြဲဆုံးငြိမ်းချမ်းပါစေကကြီးသုံးပါးကိုလည်းကြော်လာနိုင်ပါစေရွှေကုံဖျားကြီးကိုရောက်တဲ့ချိန်မှာငင်းလေးရဲ့တောက်ကြနေနိုင်ကိုလည်းဖူးမြော်ခဲ့ပါသေးရဲ့စင်မီတွေလည်းထွန်းညစ်ပူဇော်နိုင်ခဲ့ပါတယ်အဲ့တော့ရွှေကုံဖျားကြီးကိုညဘက်မှာလည်းတော့ရောက်ဖူးမြော်ဖို့တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေခင်ဗျာ